ဒါကြောင့်အဘိဓမ္မာငါတို့နားလည်မလားနော်တချို့ကပြောနေဆရာတဲ့ကျွန်တော်တို့နော်အခြေခံဘာမှမရှိဘဲနဲ့နားလည်နိုင်မှာမလားအဲ့တော့နားထောင်နေရုံနဲ့ပဲကွာနော်ဒါကိုကြီးညိုနိုင်နေဆိုရင်တော့ဒါကွာနတ်ဘဝအကျင့်ကျင့်ရမှာဗျအဲ့တော့ဆရာတို့တနေ့3 နာရီဆိုတဲ့အချိန်ကစိတ်ကအကြောင်းဆရာတို့လာမှာပါနော်စိတ်ကအင်မနာမြန်တာဗျာလက်တစ်ဖြစ်မှာဂတိတသိန်းကျော်ဖြစ်တာတဲ့ဗျာအခုဆရာတို့တရားအာရုံယူတဲ့အခါကုသိုလ်စိတ်တွေဂတိသိန်းချီလက်ဖြစ်တိုင်းဂတိသိန်းချီဖြစ်တာပါနော်ဒါလို့ဆိုရင်3 နာရီဆိုတော့နော်ဖြစ်သွားတဲ့ကုသိုလ်စိတ်တွေဘယ်ရည်တွက်နိုင်ပါ့မလဲစိတ်တွေဖြစ်ပြီးချုပ်သွားတာနဲ့ကုသိုလ်ကံကြံရစ်တာပါဆရာတို့စိတ်အစဉ်မှာကြံရစ်တာနော်ဆရာတို့မမြင်ပေမဲ့မြင်နိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့သိပါတယ်ဗျာဒီကုသိုလ်ကံတွေကနတ်ဘဝနော်လူဘဝအကျဉ်းပေးမှာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးပေးမှာဗျာအဲ့တော့နားလည်ပါတယ်အခြေခံကနေစပြီးတော့နားထောင်သွားတဲ့အခါနားလည်ပါတယ်နော်ဆရာကိုယ်တန်းကျောင်းသူကျောင်းသားတွေဟောဘူးပါတယ်မုဒ္ဒုံရှင်သာထက်တန်းကျောင်းဆရာနေခဲ့တဲ့ကျောင်းဆရာရောက်တော့သင်တန်းပေးတယ်နော်သင်တန်းပေးတာနားလည်ပါတယ်ဗျဆရာဒီလသားမှာသင်တန်းပေးတဲ့အခါမှာ6 တန်းကျောင်းသားလေးတယောက်ကသူနေ့တိုင်းခါတဲ့သင်တန်းမှီအောင်လာတယ်ဗျနော်အဲ့ဒီမှာ6 တန်းဆိုအသက်ဘယ်လောက်လဲ12 နှစ်ပဲနော်အဲ့တော့12 နှစ်ပဲဆိုတော့ဆရာမေးတယ်အေးမင်းနားလေရလားအခုဆရာသင်နေတာဆရာကျွန်တော်နားလေတော့လောက်နားလေပါတယ်ကျွန်တော်ပြန်သွားပြီးညကြရင်အမေနဲ့အမကိုပြန်ပြောရတာတဲ့ဟောဗျာသူကတစီပြန်ပြောရတာဒါ12 နှစ်ကလေးလေးဗျာနော်ဒါ12 နှစ်ကလေးတော့မှနားလေတယ်ဆိုရင်တော့ကျွန်တော်တို့ကျမတို့ဘာဖြစ်လို့နားမလဲရမှာလဲနော်အဲ့တော့နားလေပါတယ်ဗျာကဲကောင်းပြီနော်ဆရာတော်အဘိဓမ္မာပိဋကသိပြီအဲ့တော့အောက်ကိုနည်းနည်းလေးဆက်ကြည့်အဘိဓမ္မာလို့အမည်တွင်ရတဲ့အကြောင်းဆိုပြီးတော့ဒီမှာပေးတယ်အဲ့တော့သုတ်တံပိဋကမှာဓမ္မခန္ဓာတရားအစုစုနော်ပမာဏပေါင်းက2100ရှိတယ်ဝိနည်းပိဋကမှာလည်းဓမ္မခန္ဓာ2100ပဲအဘိဓမ္မာပိဋကမှာတော့ဓမ္မခန္ဓာ4200နဲ့ဗျာအဲ့ဒါရှင်သာရိပုတ္တရာဟောထားတဲ့အဘိဓမ္မာကိုပဲအဘိဓမ္မာပိဋကလို့ခေါ်တယ်နော်အဘိဓမ္မာပိဋကလို့ခေါ်တယ်ဒါလို့ဆိုရင်တို့မြတ်စွာဘုရားကအဘိဓမ္မာကိုနတ်ပြည်မှာပဲဟောတယ်လူပြည်မှာမဟောဘူးဆိုတဲ့စကားမှန်ရလားမမှန်ဘူးနော်အဲ့တော့အဘိဓမ္မာဒီဖျားဟောထားတာမဟုတ်ပါဘူးလို့တချို့တော်တော်များများကပြောကြတယ်ဗျာနိုင်ငံခြားပညာရှင်တွေအပါဝင်ပါပဲအဲ့ဒါကောမှန်ရလားနော်အဲ့တော့ဖျားနီးမပေးရင်ရှင်သာရိပုတ္တရာမဟောနိုင်ဘူးနော်ဟောနိုင်အောင်ဖျားနီးပေးလို့ရှင်သာရိပုတ္တရာဟောတဲ့ဟာဖျားအသိမှပြုတ်တဲ့အတွက်ဖျားဟောတာပဲလို့ဒါဆရာတို့ကလက်ခံတယ်လက်ခံတဲ့အတိုင်းပဲနော်ဒီသင်္ဃာယနာတင်တဲ့အခါပိဋက3 ပုံဒါဖျားဟောတဲ့တရားတော်အနေနဲ့ပဲဒါဆရာတို့သင်္ဃာယနာတင်ခဲ့ပါတယ်ကဲကောင်းပြီအလုံးပိဋက3 ပုံလုံးပေါင်းလိုက်တော့ဓမ္မခန္ဓာဘယ်လောက်ရလို့84,000ပါဒါအာသောကမင်းတို့ဇေဒီ84,000နော်ဒီကျောင်းနေ84,000လှူတယ်ဆိုတာကအဲ့ဒီဓမ္မခန္ဓာ84,000ပူဇော်ခြင်းဖြစ်ပါတယ်နောက်တစ်ခါစာမျက်နှာ32မှာနော်ဆရာတို့အကြောင်း3 ချက်ပေးထားပါတယ်ဓမ္မခန္ဓာအရေးအတွက်ပူများတာတကြောင်ဟောကြားတဲ့ဤအရေးအတွက်ပူများတာကတကြောင်သာလွန်ထူးဆန်းတဲ့တရားဖြစ်တာတကြောင်တို့ကြောင့်အဘိဓမ္မာသာလွန်ထူးဆန်းတဲ့တရားလို့အမည်ရပါတယ်အဲ့တော့အဘိဆိုတာသာလွန်ထူးဆန်းတယ်လို့အဓိပ္ပာယ်ယူပါတယ်နော်သာလွန်ထူးဆန်းတဲ့တရားဖြစ်လို့အဘိဓမ္မာအဲ့တော့ဆရာတို့သိရမှာသုတ်တံတရားတော်ကိုလည်းဓမ္မလို့ခေါ်တာပဲအဘိဓမ္မာတရားလည်းဓမ္မပဲဓမ္မပဲဒါပေမဲ့သုတ်တံတရားနဲ့စာရင်အဘိဓမ္မာကသာလွန်ပြီးတော့ထူးဆန်းတယ်စမ်းကြယ်တယ်ပြည့်စုံတယ်ဒါကြောင့်သူ့ကိုနော်အဘိဓမ္မာလို့နာမည်ပေးပါတယ်ကဲဆရာတို့အဘိဓမ္မာမှာမြတ်စွာဘုရားကပရမတ္ထတရားတွေအကြောင်းဟောတယ်ဆိုတော့အဲ့ဒီပရမတ္ထတရားတွေအပါလေဆိုတော့နောက်ခေါင်းစဉ်ကပရမတ်နဲ့ပညာအဲ့ဒါနည်းနည်းအရေးကြီးတယ်ဗျာနော်ဒါလေးသဘောပေါက်လိုက်ဖို့အရေးကြီးပါတယ်ပါဠိမူရင်ပရမတ္ထနော်ပရမတ္ထကိုမြန်မာကလွယ်အောင်လို့
မှတ်ရလွယ်အောင်လို့ပါရမတ်လို့တို့သုံးလိုက်ခြင်းဖြစ်တာပါကဲဆရာတော်အဓိပ္ပာယ်ပြီးတော့ပါရမတ်အထတို့ပုတ်ခွဲတယ်နော်ဓာတ်ရအဓိပ္ပာယ်ကမြတ်သောအ내တဘောအဲ့တော့မြတ်သောအ내တဘောလို့ဘလို့ကြောက်ခေါ်ရတယ်လေမဖောက်မပြန်တက်မှမှန်ကန်လို့မြတ်တယ်လို့ခေါ်ဆိုထိုက်တဲ့အမှန်တကယ်ရှိတဲ့သဘာဝတရားဒီကိုပါရမတ္ထဝါပါရမတ်တရားလို့ခေါ်ပါတယ်ပါရမတ်တရားသည်ဉာဏ်ဖြင့်ခွဲခြားစီစစ်ရင်ဖောက်ပြန်ပျောက်ကွယ်ခြင်းမရှိပေအမြဲမှန်ကန်မြဲမြံနေတယ်အဲ့ဒါပါရမတ္ထရဲ့အဓိပ္ပာယ်ပြီးတာပါပဲအဲ့ဒီထဲမှာအချက်၃ချက်ပါပါတယ်နော်ဒုတိယစာကြောင်းမှာစာတို့ပေးထားတာအမှန်တကယ်ရှိသည့်တဘာဝတရားများဒါကြောင့်ပရမတ္ထတရားဆိုတာဘာတရားတွေတို့အမှန်တကယ်ရှိတဲ့တဘာဝတရားတွေပါအဲ့ဒီပရမတ္တရားတွေဟာနော်တစ်ခုစီမှာပင်ကိုသဘောတတ္တိတွေရှိကြတယ်အဲ့ဒီပင်ကိုသဘောကနေပြီးတော့ဘယ်တော့မှမဖောက်ပြန်ပဲအမြဲတက်မှမှန်ကန်နေတယ်နော်အဲ့ဒါလို့သူတို့ရဲ့တတ္တိတွေကိုအမြဲထိမ့်ပြီးတော့မှန်ကန်တက်မှတ်တဲ့အတွက်ဒီပရမတ်တရားတွေကိုမြတ်တဲ့သဘောတရားတွေလို့ခေါ်ပါတယ်ဗျာနော်မြတ်တဲ့သဘောတရားတွေဖြစ်လို့ပါရမတ္ထလို့နာမည်ပေးခြင်းဖြစ်ပါတယ်ကဲဒါနှစ်ချက်ရတော့ပြီနော်တစ်ချက်ကတော့အမှန်တကယ်ရှိတဲ့သဘာဝတရားနှစ်ချက်ကသူတို့ရဲ့ပင်ကိုယ်သဘောမှဘယ်တော့မှမဖောက်ပြန်ပဲအမြဲမှန်ကန်တက်မှတ်နေတယ်နံပါတ်3ချက်ကအဲ့ဒီပါရမတ်တရားသည်ဉာဏ်ဖြင့်ခွဲခြားစီစစ်ရင်ဖောက်ပြန်ပျောက်ကွယ်ခြင်းမရှိပေအမြဲမှန်ကန်မြဲမြံနေတယ်တဲ့တနည်းပြောရင်တော့အစစ်ဆေးခံနိုင်တာပေါ့ဗျာကြိုက်တဲ့နည်းနဲ့စစ်ဆေးပါနော်မှာဆရာတို့ဓာတဏိကမှာသုံးတဲ့ယုတ်တိဗေဒနည်းနဲ့ပဲဒါ logic ခေါ်တာဒီနည်းနဲ့ပဲစစ်ဆေးမလားဒါမှမဟုတ်နော်ဆရာတို့သိပ္ပံမှာသုံးတဲ့အဲ့ဒီခွဲခြားစိတ်ဖြာတဲ့နည်းနဲ့ပဲစစ်ဆေးမလားနော်အဲ့တော့ဉာဏ်နဲ့ဆင်ခြင်ပြီးတော့နော်ဒါဆင်ခြင်ပြီးတော့ဒါစီစစ်မလားကြိုက်တယ်လို့စီစစ်ပါစစ်ဆေးခံနိုင်ပါတယ်ဗျာဘလို့ပဲစစ်ဆေးမပြောက်ဘူးတဲ့ဗျာစစ်ဆေးလေးပို့ပြီးတော့ပေါ်လွင်ထင်ရှားလေးပဲနော်အဲ့ဒါကြောင့်သူကပါရမတ်အဲ့ဒီပါရမတ်ရဲ့စကျင်ဘက်သဘောကတော့ပညာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပိုက်မှာဆရာတို့နော်ပညာအဲ့တော့ပညတ်လို့တော့မဖတ်ပါနဲ့နော်ဆရာတို့ပါဠိစကားလုံးမှာညနော်ညကြီးကိုအဲ့ဒါညနှစ်ချမ်းပေါင်းတာတယ်လို့ယူရပါတယ်အဲ့တော့ဆရာတို့ပညာလို့ဖတ်တယ်လို့ပေါ့ဒါလည်းပညာလို့တယ်လို့ဖတ်ပါနော်ပညာသည်လူတို့သမုတ်ခေါ်ပေါ်ထားတဲ့ဝေါဟာရများဖြစ်တယ်အမှန်ရှိသည်ဟုထင်ရတော့လေညာမျက်စိဖြင့်ခွဲခြားစီစစ်ရင်ပျောက်ကွယ်သွားတယ်အဲ့တော့အဲ့ဒီပညာနဲ့ပရမတ်ဆရာတို့ရှင်လိုက်ရင်နော်ပါရမတ်ကခုနကတဘာဝမှာအမှန်တကယ်ရှိတဲ့တရားတွေအဲ့တော့ပညာကပြောင်းပြန်ဆိုတော့ပညာဘာဖြစ်မလဲတဘာဝမှာအမှန်တကယ်ရှိတဲ့တရားမဟုတ်ဘူးဒါတစ်ချက်နံပါတ်2ကခုနကပါရမတ်တရားတွေကသူ့ပင်ကိုယ်သဘောကိုဘယ်တော့မှမဖြောက်ဘူးအမြဲထိန်းထားမှာပညာကြတော့အမှန်တကယ်မရှိဘူးဆိုတော့ကပင်ကိုယ်သဘောကိုရှိပါဦးမလားမရှိဘူးပင်ကိုယ်သဘောလည်းမရှိဘူးဆိုတာဒုတိယအချက်ဟောတတိယချက်ကြတော့ပရမတ်တရားကအစစ်ဆေးခံနိုင်တယ်နော်ပညာကြတော့အစစ်ဆေးမခံနိုင်ဘူးတဲ့ဗျာကဲဒါလို့ဆိုရင်အဲ့ဒီပညာတရားတွေကဘာတွေလဲဒါသိဖို့လိုတယ်ဗျာကဲဆရာတို့အခုနော်မြင်နေရတဲ့ဟာထိတွေ့နိုင်တဲ့ဟာဒီအာယုံ၅ပါးနဲ့သိနိုင်တဲ့သက်ရှိသက်မဲ့အရာအလုံးဒီအဲ့ဒါပညာတွေပဲနော်သက်ရှိသက်မဲ့အရာအလုံးဒီပညာတွေပဲအဲ့တော့ဆရာတို့အမြင်မှာဆိုရင်ဒါလူတွေရှိတာပဲနော်ကြက်တွေငှက်တွေခွေးတွေကြောင်တွေရှိတာပဲဟောမှာဇပွဲကလထိုင်းနေနော်ဟောဆရာတို့ကကြောင်တွေအိမ်တွေတစ်ပင်တွေဒါအမှန်ရှိတယ်လို့ဆရာတို့ယူဆထားတာပါတယ်နော်ယူဆထားတဲ့အဲ့ဒါအလုံးဒီပညာတရားတွေနော်အဲ့ဒီတရားတွေကိုဆရာတို့ကအရှိတရားတွေထင်ထားတဲ့အတိုင်းပဲစကားပြောဆိုတဲ့အခါမှာရည်ညွှန်းပြောနိုင်အောင်ဆိုပြီးတော့အမည်ဝေါဟာရတွေတတ်မှတ်ပေးထားတာနော်အဲ့ဒီအမည်ပေးတာကိုပဲပညာတယ်လို့ခေါ်တာပဲတတ်မှတ်တာဆိုတာပညာတာပဲနော်အဲ့တော့အဲ့ဒီအမည်ပေးထားတဲ့အမည်အလုံးဟာလည်းပဲပညာပဲဒီအမည်တွေရည်ညွှန်းတဲ့
သက်ရှိသက်မဲ့အားလုံးဟာလည်းပညာပဲနော်အဲ့တော့ဒါကြောင့်အဲ့ဒီပညာကဆရာတို့ကတော့အမှန်ရှိတယ်နော်ဟောအခုအဘိဓမ္မာမှာပြောတဲ့ခါကျတော့အမှန်မရှိဘူးတဲ့နော်အမှန်မရှိဘူးဒါကြောင့်ဒီသက်ရှိသက်မဲ့တွေအားလုံးဆရာတို့အမှန်ရှိတယ်လို့ယူဆထားတဲ့ဟာတွေကိုဖယားကအဲ့ဒါသမုဒ္ဒိသစ္စာလို့ယူပါတဲ့နော်ဒါလူအားလုံးအများကနေရှိတယ်လို့ယူဆထားတဲ့အဲ့ဒီသက်ရှိသက်မဲ့အရာတွေဒီသက်ရှိသက်မဲ့အရာတွေကြီးညွှန်းနိုင်အောင်သတ်မှတ်ထားတဲ့အမီနာမတွေအဲ့တော့ဒီသဘောတရားတွေကိုသမုဒ္ဒိသစ္စာတဲ့သမုဒ္ဒိဆိုတာသမုတ်ခေါ်ပေါ်ထားတဲ့အနေနဲ့သစ္စာမှန်ကန်တယ်လို့ပြောတာနော်လူတွေဒါနော်သမုတ်ခေါ်ပေါ်ထားတဲ့အတိုင်းယူဆထားတဲ့အတိုင်းမှန်ပါတယ်အဲ့တော့နော်ဒီနေ့ဒေါက်တာမင်းတင်မောစီဗင်သာယဓမ္မယုံမှာအဘိဓမ္မာပို့ချတယ်နော်တင်နန်းသူတင်နန်းသား200ခန့်တက်ရောက်ကြတယ်ဆိုတော့နေ့စဉ်ပြောဆိုတဲ့အခါဒီတိုင်းပဲပြောရတာပါပဲနော်ဒီတိုင်းပဲပြောရမှာပဲဒါကအမှန်စကားပဲဒါလို့ပြောတဲ့အတွက်ဆရာတို့ကလိန်ညာတာမဟုတ်ဘူးဒါကြောင့်ဒါသစ္စာပဲဒါပေမဲ့ဒါသမုဒ္ဒိသစ္စာလို့ခေါ်တယ်နော်အများလက်ခံထားတဲ့အနေနဲ့ဆိုရင်ဒါမှန်တဲ့သဘောဖြစ်တဲ့အတွက်သမုဒ္ဒိသစ္စာလို့ခေါ်ပါတယ်အဲ့တော့တကယ်ပရမတ်အနေနဲ့ကြည့်ရင်အဲ့ဒီပရမတ်ကြတော့သူကကြည့်တဲ့အလွှာကနော်သူကကွာခြားသွားတာရှားတို့ကဒီမျက်စိဒီနော်ဒီမျက်စိနားနာရှားကိုဒီအာယုံယူတဲ့အမြင်ကရှားတို့မြင်တဲ့အမြင်ကဒါတလွှာဒါအမြင်လွှာမြင်သိနေတဲ့အလွှာပေါ့ဗျာရှားတို့ပရမတ်လွှာကြတော့ဖះကထိုးဖောက်ပြီးတော့နော်တကယ်အတွင်းမှာအရှိဆုံးအနဲ့နဲဆုံးတနည်းဖြစ်ခွဲချမ်းစိတ်ဖြာလိုက်နောက်ထပ်စိတ်ဖြာလို့မရတဲ့အထိအဲဒီအဆုံးစွန်အရှိတရားမှန်တရားကိုပရမတ်လို့ခေါ်တယ်ဒါမြင်တဲ့အမြင်လွှာချင်းမတူတဲ့သဘောပြောနေတာပါအဲ့တော့တနည်းဖြစ်ပြောရင်နော်ဆရာတို့မှကြည့်လိုက်တော့ဟာဒါဆရာတို့ဒေါက်တာမင်းတင်မွန်ရှိတာပေါ့အခုတိုင်းကဲ X-ray ရိုက်လိုက်နော်ရှာဒီပုံမထွက်ဘူး X-ray မှာတော့အယိုးစုပဲထွက်ပါဒါကြောင့်အယိုးဒီ X-ray မျက်စိနဲ့ရှိရင်ဒီလူဆိုတာဒီအဝတ်စားတွေမရှိဘူးအသားတွေမရှိဘူးအယိုးပဲရှိတယ်အယိုးပဲမြင်တာဘူးသူအယိုးပဲအယိုးစုပဲသူမြင်မှာပဲနော်ဒီ X-ray မျက်စိနဲ့လာဆရာတို့ကြည့်လိုက်ဖယားကအဲ့ဒီ X-ray မျက်စိတဲ့ပို့ပြီးတော့ထိုးဖောက်နိုင်တဲ့နော်အဲ့ဒါဆရာတို့ကတမာတိမျက်စိနဲ့ကြည့်တယ်ဗျာနော်တမာတိမျက်စိနဲ့ကြည့်တဲ့အခါကျအဲ့ဒီအယိုးတွေပါတခါတည်းထိုးဖောက်သွားတာအယိုးပါမရှိတော့နော်အဲ့တော့အယိုးမရှိတဲ့အခါကျဘာရှိတယ်လဲဆရာတို့ဒီခန္ဓာကိုယ်နော်ဒီစိတ်ကိုဖြစ်အောင်ဖွဲ့စည်းထားတဲ့အဆုံးစွန်အမှန်တရားအဆုံးစွန်အရှိတရားအဲ့ဒီပရမတ်တရားတွေအထိရောက်သွားတယ်ပရမတ်တရားကြတော့အကောင်တည်းမရှိဘူးအကောင်တည်းမရှိဘူးနော်အကောင်တည်းမရှိဘူးအဲ့တော့ဆရာတို့သိပ္ပံပညာလေဒီတိုင်းခွဲခြမ်းစိတ်ဖြာတာပါနော်အဲ့တော့သိပ္ပံပညာလေသူမြင်နိုင်သိနိုင်တဲ့အရာအလုံးခွဲခြမ်းစိတ်ဖြာတာပဲအဲ့တော့ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါမှာတို့ကလေးဝဘာမြင်လဲ drug နဲ့စွန့်ရင်နှမျိုးပဲရှိတယ်တို့ယူတယ်နော်ဆရာတို့သိပ္ပံမြင်နဲ့ပြောရင်ဒီတလောကလုံးမှာဘာရှိလဲ drug နဲ့စွန့်ရင် matter and energy ဒီနှမျိုးပဲရှိတယ်တို့ယူလိုက်တာပဲ